မော်စင်းပါမယ်အင်းရှင်မရဲ့မြတ်သားစားခရီးထွက်မှာကိုအင်းရှင်အမရဲ့တမီးအငယ်ဆုံးလေးက10တန်းရဲ့ဆောင်းမွေးဖြစ်မှာလေဆောင်းမွေးကန်တော့ဆောင်းမှာတော့ဆောင်းတဲ့အခါစားဖို့အတွက်ကြော်သွားတဲ့ချမောင်ကျော်ကိုကျွန်တော်အတွက်ကိုပါပြီးတော့ကျေးဇူးတင်ပါတယ်အရင်စားကောင်းတယ်ဒါလေးကမကြီးပါလက်ချောင်းကျော်လေးပြီးတော့မနေ့ကဟိုဘက်မှာဈေးတွားဝယ်ရလေတွားဝယ်တဲ့ခါကျတော့ပြန်လာတော့ကျွန်တော်ဘတ်အရန်စားပြန်လာဘတ်အရန်စားတာတဏီကုန်းလမ်းရှောက်ရတဲ့ခါကျတော့ဘတ်အရန်စားတာပေါ့နော်စားတဲ့ခါကျတော့ပုံမှန်ဆိုတော့လို့ကြက်ကင်လို့ကြက်ကြော်လို့ဝယ်လာတယ်မနေ့ကကျတော့100ကျော်ဆိုတဲ့ခါကျတော့မဝယ်တော့ပါဘူးပေါ့နော်တနက်ပဲဆိုတဲ့ခါကျတော့မဝယ်လာဘူးတရားထိရောက်မှကြက်ရီကွန်ကျော်ဝယ်မဲဆိုပြီးတော့ပြန်လာတာတရားထိရောက်တဲ့ခါကျတော့ကြက်ရီကွန်ကျော်တရားမထွက်ဘူးသူကဥပုပ်လဖြစ်နေတာကိုဥပုပ်လဖြစ်တဲ့ခါကျတော့မထွက်ဘူးထင်ပါရဲ့အဲဆိုမရှိတော့ပြန်လာတော့ဘာမှမပါလာဘူးလမ်းမှာလည်းထမင်းဘာစားခြင်းစိတ်မှန်းလည်းမသိဘူးအဲဆိုခါကျထမင်းတစ်ထုပ်ပဲဝယ်လာလိုက်တယ်ဝယ်လာပြီးတော့ဒီနမဲနဲ့စားကြည့်အောင်နော်အမားတို့ကတကယ်ကိုနေမှာအမျော်အမြင်ရှိတယ်ကျွန်တော်ဘယ်တော့မှငှက်အောင်မထားဘူးဒါလေးကပျော်ချစ်အကောင်လေးကတော့တေးသေးလေးတွေပျော်ချစ်ပထမဆုံးဝယ်စားပြတာပေါ့နော်တတာကောင်းပါဒီမှာအဲ့လိုအတာမဖောက်ခေါင်းမဖောက်ချိမဖောက်အဲ့လိုမျိုးကြော်ကြဆိုမစားရဲတဲ့ခါကျတော့ကျေးဇူးတင်ပါတယ်ညီမလေးလည်းဒီအများကြီးအော်ဒီနဲ့ဖေမေဖြစ်စေချင်တဲ့ဆရာမကြီးဖြစ်ပါစေအမြဲလည်းဆုတောင်းပေးပါတယ်အရန်စားတော့အရန်ကိုစားတော့ညံကောင်းတာလို့ပြီးတော့တောက်ပြရတယ်မလုပ်ဘူးလိမ့်မှာအရန်လိမ့်မှာစားနဲ့ပတ်သက်တဲ့အလုပ်တွေပဲအများဆုံးလုပ်တယ်ပေါ့နော်